Hello Friday ဖို့ပေါ်ဒီပြည်စံများအားလုံးမင်္ဂလာပါဒီနေ့ August လ14ရက်တောက်ကြနေမှာတော့2026 2029ဘောလုံးရာသီအင်္ဂလန်ချန်ပီယံရှစ်ဘောလုံးရာသီတစ်စတင်ကစားရည်နောက်တစ်ပတ်ဆိုရင်တော့လီအစုံစတင်ကစားတော့မှာပေါ့ဗျာအဲတော့အင်္ဂလန်ချန်ပီယံရှစ်ရာသီတစ်ပထမဆုံးပွဲကိုတော့ပရီးမီးယားလိကနေတန်းဆင်းသွားတဲ့ဝူဘန်တန်နဲ့ဘလက်ဘန်ပွဲနဲ့စတင်ထားတယ်ဗျာအဲတော့ဒီညတောက်ကြညတနားရီခွဲမှာဝူဘန်တန်နဲ့ဘလက်ဘန်တို့ကစားမှာဖြစ်ပါတယ်ဒီနေ့မှာတော့တပွဲတည်းကစားမယ်မနေ့ဖြန်စနေမှာတော့အင်္ဂလန်ချန်ပီယံရှစ်ပွဲတွေအများကြီးကစားမှာပေါ့အဲ့တော့ဘောလုံးရာသီသေးစတင်ပြီဆိုတော့လေ Friday Football AED Channel ရဲ့အကြိုက်ချင်းတို့ရင်ကြလိုက်တော့အစီအစဉ်တွေတက်ကြော်ကြဖြစ်လာပြီပေါ့ဗျာအခုဘန်တန်နဲ့ဘလက်ဘန်ပွဲကိုသုံးသပ်ခံမှန်းလိုက်ပါတယ်အခုဘန်တန်နဲ့ဘလက်ဘန်ပွဲမှာဟူဘန်တန်အပေါ်ကြီးပေါက်တာပေါ့ဗျာတလုံးတီပေါက်တယ်သူ့အိမ်ဝင်ဖြစ်နေတာဟုတ်အဲ့တော့ဟူဘန်တန်ကပရီးမီးယားလိကတန်းဆင်းသွားပြီဆိုတော့ကစားသမားအများစုကိုထိန်းထားနိုင်သလားမထိန်းနိုင်တော့ဘူးလားဒါလေးကြည့်ပြတယ်ကြည့်လိုက်တဲ့ခါကျတော့ဟူဘန်တန်တန်းဆင်းသွားပြီမဲ့မနစ်ကပရီးမီးယားလိဖြတ်သန်းခဲ့တဲ့ပလေယာအများကြီးပဲရှိနေတုံးပဲဖြစ်တာကိုတွေ့ရတယ်ပလေယာ2ယောက်လောက်ပဲထွက်သွားတာကိုတွေ့ရတယ်အဲ့တော့ဟူဘန်တန်မနစ်ကတန်းရှိနေသေးတယ်လို့ပြောချင်တယ်ပို့ပြီးတော့အားကောင်းတယ်လို့တော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗျာဟူဘန်တန်ကနေပြီးတော့ဖူဟန်ကိုပြောင်းပြီးတော့ကစားနေတယ်မနစ်ကဘောလုံးရာသီဖူဟန်မှာကစားခဲ့တဲ့တိုက်စစ်မှုမက္ကဆီကိုတိုက်စစ်မှုရာဦးဂျီမန်နဲ့ဆိုရင်အခုဆိုရင်တန်းဆင်းသွားတဲ့ဟူဘန်တန်သူ့အသင်းတော်ကိုပြန်လိုက်ပြီးတော့ကစားပေးနေတာကိုတွေ့ရတယ်အဲ့တော့ဖူဟန်ကနေပြီးတော့ရာဦးဂျီမန်ကပြောင်းရွှေ့ရေးလွတ်နဲ့ဟူဘန်တန်ကိုသွားကစားပေးနေပါတယ်ပြီးတော့နျူကာဆယ်နောက်တန်းဆောင်ကစားသမားထရစ်ဗီယာသူတပည့်ဟူဘန်တန်ကိုရောက်နေတယ်ဆိုတော့ဟူဘန်တန်တန်းဆင်းသွားပြီမဲ့အသင်းကရိုင်မသွားဘူးအဲဒီလိုပြောချင်တာဖြစ်တယ်အဲ့တော့ဒီသင်း short တက်ထားလို့မရတော့ဘူးပေါ့ဗျာအဲ့တော့အော်စတြေးလျလေစင်ကလာစစ်နဲ့မက္ကဆီကိုလေစင်ရာဦးဂျီမန်နဲ့လို့ဟူဘန်တန်တက်ရှစ်မှာကစားလာမယ်လို့မျှော်လင့်ရမိတယ်အဲ့တော့ဟူဘန်တန်ထွက်သွားတာဆိုလို့ကွင်းလန်ကစားသမားဂျာအိုကိုမက်ကတိုက်စစ်မှုအရူကိုဒါရီဆို2ဦးပဲရှိတာဗျအဲ့တော့မနေ့ကတိုင်းမှရှိတယ်လို့ပဲကောက်ချက်ချထားမိတယ်အဲ့တော့အခုဒီပွဲမှာဟူဘန်တန်ပဲကြိုက်ပါတယ်ဟူဘန်တန်ပဲကြိုက်ပါတယ်ဟူဘန်တန်မှာထူးခြားမှုတစ်ခုကပါလဲဆိုတော့မနေ့ကသူတို့ခေါ်ခဲ့တဲ့မန်နေဂျာ Rob Edward မရှိတော့ဘူးသူ့ကိုဖြုတ်ပြလိုက်ပြီပေါ်တူဂီနီးပြပိုင်ဇိုဒိုဆိုတဲ့မန်နေဂျာအသစ်ခန့်ထားပါတယ်တပတ်ကဘယ်တစ်ပတ်အောင်ကြည့်မယ်ဆိုရင်တော့ဘယ်တစ်ပတ်ကမနေ့ကတမ်းမစင်းအောင်တော်တော်လေးကိုရုန်းကန်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်အဆင့်20မှာရည်သွားတယ်ကန်ကောင်းသွားတယ်ပေါ့နော်ဒီနေ့မှာတော့မနေ့ကကင်တွယ်ခဲ့တဲ့တမ်းမစင်းအောင်လုပ်ပေးခဲ့တဲ့မန်နေဂျာမရှိတော့ဘူးအဲ့တော့ဘယ်တစ်ပတ်ကမန်နေဂျာအသစ်နဲ့ဖြစ်ပါတယ်အဲ့တော့မနေ့ကအဆင့်20ရောက်သွားတယ်အခုပလီယာ3ဦးတော့ဖြည့်ထားတယ်ဖြည့်ထားတဲ့ပလီယာတွေတန်ဖိုးတွေကြည့်ရတော့တူကိုပေါင်1 သန်းလောက်ပဲပေးတာပလီယာဖြစ်တယ်ဆိုတော့တိတ်ပြီးတော့လောက်ကြီးမဟုတ်ဘူးလို့ပြောချင်တယ်အဲ့တော့ဒါလည်းဥပန်တန်နဲ့ပလေချာမှာတော့ကွာချက်ကြီးမှမရှိနေတဲ့အချက်တကူဖြစ်တယ်အဲတလုံးတော့တီပေါက်နေတယ်ကေးရဲလားကြာရှင်းတူလားကြာရှင်းတူကလင်မနီနဲ့ကဲစားကြလိုက်မတူတော့တော့ပြောင်းပြန်ခဲ့ပေါ့ဗျာအဲဒီဘက်နဲ့ပတ်သက်လို့တော့ Friday Football ဒီတေချာကြည့်ထားလားမကြည့်ထားလားဆိုတာကျွန်တော်သုံးသပ်ချက်ပေါ်မူတည်ကြည့်ထားမိမှာပါဒီဥစ္စာကျွန်တော်နောက်တဲ့ဒေးဝဲရှိသေးတယ်ဗျာကျွန်တော်မောင်းလေးထိုးလို့ရအောင်နဲ့ထည့်ပေးအောင်ကိုပါအီတာလီယာပွဲတွေဖြစ်ပါတယ်အရင်ဆုံးတော့ဒီဩဂတ်လ14ရက် Friday ည10:00 နာရီပေါ့နော်။နောက်ကြည10:00 နာရီမှာခွဲမှာကစားမဲ့ပွဲရှိတယ်။ပါမာနဲ့ကဒန်နီယာပွဲဖြစ်တယ်။အဲ့ပွဲသုံးသပ်လိုက်ထားပါတယ်။အဲ့ပွဲသုံးသပ်လိုက်ပါတယ်။ကဒန်နီယာဆိုတာကတော့တစ်ချိန်လုံးကတော့စီးရီးယားအသင်းပေါ့ဗျာ။စစ်စလီကျွန်းထဲမှာရှိတာပေါ့ကဒန်နီယာတို့ပါလာမိုတို့ပေါ့။တစ်ချိန်လုံးကတော့မာဖီးယားတွေကျင်နေခဲ့။အဲ့တုန်းကတော့သိပြီးတော့စမဂလာလောက်ကြတဲ့အသင်းတွေပေါ့ဗျာ။တစ်ချိန်လုံးကဖြစ်ပါတယ်။အခုတော့အဲ့ဒီကဒန်နီယာအသင်းဘယ်ရောက်နေလဲဆိုတော့စီရီးစီရောက်နေတယ်ဗျာကျွန်တော်လည်းခုမှသိတော့တယ်ပါမာကတော့စီရီးယားအသင်းဖြစ်တယ်အဲ့တော့အခုဒီဘက်မှာပါမာကတလုံးရှုံးပေါက်တယ်အဲ့တော့ပါမာ2-0နဲ့နိုင်မှကြေးအောင်မယ်ပါမာ3-1နဲ့နိုင်မှကြေးအောင်မှဖြစ်တယ်ကြေးအောင်မှမလားပါမာတိတ်ပြီးတက်စစ်ကောင်းလာတဲ့အသင်းမဟုတ်ဘူးအဲ့တော့မနေ့တော့စီရီးတရားကြီးလုံးကစားတာပါမာစီရီးမှာတော့တင်ကြတယ်သူ့ကိုတရားကြီးလုံးက28ဂိုးတည်းပဲရှိတယ်ဗျာတက်စစ်မကောင်းဘူးပါမာအဲ့တော့ကရန်နီယာဘက်ကသာဖုံးဆိုတကိုးသွင်းနိုင်ရပါမာကနေခဲ့ပြီးနားကားသွားနိုင်တယ်မင်းကြတော့ဘယ်စစ်တက်ကလည်းကျွန်တော်အဲ့လိုနှိပ်စက်ထားတာတွေသင်္ကန်းစာယူထားတာရှိတယ်အဲ့တော့ဒီပွဲကဟိုပါမာကြေးအောင်မို့လဲ90%ပဲရှိမယ်ဂရန်နီယာကြေးအောင်မို့လဲ90%ရှိတယ်50-50ရှိနေတဲ့ပွဲလို့သတ်မှတ်ထားတယ်အဲ့တော့ဘယ်သေးုံနေမလဲအဲ့တော့ပါမာအိမ်ဝင်ဟောဂရန်နီယာရဲ့စီရီးစီယာတင်ကအိမ်ဝင်အိမ်သာအားသာရှိရပါမာပါကွာဆိုတဲ့သူကဒုနယ်တွေရှိမယ်ထင်တယ်ကျွန်တော်တို့ဒိုင်ဘက်ကနေလိုက်ပြီကျွန်တော်ဂရန်နီယာကိုရွေးချယ်ထားပါတယ်ဂရန်နီယာကိုကြိုက်ပါတယ်နော်ဝဲကကယ်ဂရီယာလီနဲ့
Arizo ဆိုတဲ့ပွဲကယ်ဂီယာတွေကတော့ CD ရတယ် Arizo က CD B ရတယ် Arizo ဆိုတာဒီနေ့မှ CD B ကိုတက်တက်လာတာပါမိနစ်တုန်းကသူ CD C ကတင်းဖြစ်ပါတယ်အခုဒီဘက်မှာကယ်ဂီယာတွေက180ရှုံးပေါက်တယ်အဲတော့ကယ်ဂီယာကြီး2-0နဲ့နိုင်မှကြေးအောင်မယ်3-1နဲ့နိုင်မှကြေးအောင်မယ်ကယ်ဂီယာကြီးကြေးအောင်မလားဆိုတော့ပါမပွဲလို့ပဲတခုတော့ရှိတယ်ဗျကယ်ဂီယာတွေကမိနစ်က CD မှာဂိုး40သွင်းထားတယ်ပါမထဲတော့ဘိုးစင်ကကောင်းတာတွေ့ရတယ်ကယ်ဂီယာကြီးကြေးကတော့ဒီမှာပြောင်းလဲပြင်ဖြစ်ဘူးမိနစ်ကနီးပြပဲကိုင်းနေတယ်အဲ့တော့တစ်ဖက်က Arizo အကြောင်းတော့သိမသိဘူးအဲ့တော့ဒီတိုက်စစ်မှာကယ်ဂီယာကြီးတိုက်စစ်မှာ Esposito တို့ Borrellido တို့သူတို့ကိုကျွန်တော်ကြိုက်တယ်ဗျနောက်ပြီးတော့ Fiorentina က Fazzini ကိုလည်းသူတို့ဝယ်ထားတာတွေ့ရတယ်ဆိုတော့ဒီပွဲတော့ကျွန်တော်ကယ်ဂီယာကြီးရွေးချယ်တယ်ဗျကျွန်တော်ကယ်ဂီယာကြီးကြိုက်တယ်2-0လောက်နဲ့သွားမယ်လို့ယုံကြည်ထားမိတယ်โอเคနောက်တစ်ပွဲက Fiorentina နဲ့ Benevento ပွဲBenevento က CD B အသင်းဖြစ်ပါတယ်ဒီနေ့မှာ CD B ကိုတန်းတက်လာတာမနေ့က CD C မှာကစားနေတာအခုဘက်မှာ Fiorentina ကနှလုံးကို80နိုင်ပေါက်တယ်Fiorentina ကနီးပြအသစ်ပြောင်းလဲထားပါတယ်မနေ့ကကင်ထုတ်ခဲ့တဲ့နီးပြဘနိုလီမရှိတော့ဘူးသူ့နေရာမှာမနေ့က Sassuolo ကင်ထုတ်ခဲ့တဲ့ Fabio Grosso အစားထိုးထားတယ်အဲ့တော့ Grosso ကလည်းပဲ Sassuolo တန်းတက်အောင်လုပ်ပေးခဲ့တယ်မနေ့ကလည်း CD မှာ PR မရှိ CD မှာဒီငင်းနဲ့လုပ်ပေးနိုင်ခဲ့တယ်ဖြစ်တယ်ဒါမှမဟုတ် Fiorentina ကြိုက်တာဖြစ်မယ်ပေါ့အဲ့တော့အခုတော့ Fiorentina နီးပြဖြစ်သွားပြီ Fabio Grosso ကအဲ့တော့ကြည့်လိုက်တော့ Fiorentina ဟာကစားသမားတော်တော်လေးပြောင်းလဲထားတာတွေ့ရတယ်ထုတ်ပစ်လိုက်တဲ့ player တွေအများကြီးပဲဗျာ28ယောက်တောင်ရှိတယ်ထုတ်ပစ်တာအာဘီဒူးတွေတော့များပါတယ်အဲ့တော့ Fiorentina Revolution လောက်ထားတယ်ထုတ်ပစ်လိုက်တာ28ဦးရှိရမယ်အဲ့ဒီ player တွေမှာ Fazzini လောက်ပဲပါသွားတယ်ထုတ်ပစ်လိုက်တဲ့သူတွေမှာတိုက်စစ်က Moiskin တို့ Piccoli တို့ Mandragora တို့ Kumansen တို့ရှိနေတယ်ဖြစ်တယ်အခုဒီပွဲကျွန်တော် Fiorentina ကိုကြိုက်ပါတယ် Fiorentina ကိုကြိုက်ပါတယ်နောက်တစ်ပွဲက Monza နဲ့ Avellino ပွဲဖြစ်တယ်Monza က CD ကိုတန်းတက်လာတဲ့အသင်းဖြစ်တယ်Avellino က CD B အသင်းဖြစ်တယ်ဒီနေ့မိနစ်က CD B မှာအတူကစားခဲ့ကြတယ်အဲ့တော့သူတို့နှစ်ယောက်ထိတိုက်တွေ့တာကြီးကြည့်လိုက်တော့ Monza ကွင်းမှာကစားတော့ Monza က 2-1 နဲ့နိုင်တယ် Avellino ကွင်းမှာကစားတော့ Avellino က 2-1 နဲ့နိုင်တယ်အခုဒီပွဲမှာ Monza ကတစ်လုံး30နိုင်ပေါက်တယ်လာတာအော်သင်း Avellino ပဲရွေးချယ်တယ် Monza နိုင်တကူပဲပြား30နဲ့တစ်ချက်လဲမှာတေးကြအောင်များပါတယ် Avellino ကိုရွေးချယ်ပါတယ်โอเคအားလုံးစင်ပြေကြပါစေမနေ့ကကြမှာပြန်လဲဆုံးတွေ့ပါမယ်ဗျာ